ငယ်ငယ်ရွယ်ရွယ်နဲ့မိဘနှစ်ပါးစလုံးကွယ်လွန်သွားခဲ့ရတဲ့လေးရန်ဆိုတဲ့လူငယ်လေးရဲ့ဘဝဟာတကယ်ကိုအထီးကျန်ဆန်းလွန်လာပါတယ်။သူ့ဘဝမှာအားကိုးရဆိုလို့အဖိုးတစ်ယောက်သာရှိခဲ့ပေမဲ့ကံကြမ္မာကရက်ဆက်စွာနဲ့ပဲအဖိုးဖြစ်သူဟာနေမကောင်းဖြစ်ပြီးအိပ်ရာတဲ့နှစ်ချီလဲနေခဲ့ပါတယ်။လေးရန်လေးဟာအဖိုးကိုနေရောညပါမပြတ်အနီးကပ်ပြုစုဆောင်ရှောက်ပေးခဲ့ပေမဲ့ဒီလိုအဖိုးဖြစ်သူကွယ်လွန်သွားတဲ့အခါရက်လေတောင်မပြည့်သေးတဲ့အချိန်လေးရန်တယောက်မိသားစုဆွေမျိုးရင်းကြတဲ့ရက်ဆက်ရုံမှမှုတွေကိုခါးသီးစွာစတင်ကျူးတွေ့ခဲ့ရပါတော့တယ်။အဖိုးဆုံးပါသွားပြီးအိမ်တော်ရဲ့အမွေတွေခွဲဝေမဲ့နေမှာလေးရန်ရဲ့ဒုတိယဦးလေးလင်းတက်ချိုင်တို့မိသားစုကသူ့ကိုအမွေလိုချင်လို့အဖိုးကိုပြုစုပြနေတဲ့တားလီမာလေးဟန်ဆောင်နေတာပါဆိုပြီးရရဆက်ဆက်ဆွဆွဲလောင်ပြောင်ခဲ့ကြပါတယ်။အမြဲတမ်းဒုတိယဦးလေးမိသားစုကိုပဲမျက်နှာလိုက်တဲ့အဖွားဖြစ်သူကလည်းတကယ်ကိုမတရားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။အဖွားကပိုင်ဆိုင်မှုတွေဖြစ်တဲ့တန်မိုးကြီးအိမ်ဟောင်းကြီးရဲ့မြေရောစာအကောင်ဆုံးရေတွင်းဆက်ပြူလို့ရတဲ့လယ်မြေ10ဧကရဲ့စူဆောင်းငွေရွမ်8000ရဲ့အားလုံးကိုဒုတိယဦးလေးအတွက်ပုံအောပြီးခွဲဝေပေးခဲ့ပါတယ်။လေးရန်ကိုတော့အိမ်နောက်ဘေးကနှစ်ပေါင်းများစွာဆွန့်ပစ်ထားခဲ့တဲ့ရေရင်းဖြစ်ကြီးရဲ့ဘာမှစိုက်ပြူလို့မရတဲ့မြေအိုင်း2ဧကရဲ့ကိုသာခွဲဝေပေးခဲ့ပါတယ်။ဒါရင်မကသေးပါဘူး။ဆွေမျိုးတွေကသူ့ကိုမိဘတွေနဲ့အဖိုးကိုပါတေးစေခဲ့တဲ့နမိတ်မကောင်းတဲ့ကောင်ဆိုပြီးဆွဆွဲကအိမ်မော်ကနေအတင်းအကျပ်နှင်ချခဲ့ကြပါတယ်။အဖွားလို့သူကိုယ်တိုင်ကအဖိုးအမြန်နှုံဆုံးအရာကအဲ့ဒီရေရင်းကြီးဖြစ်လို့အဖိုးကိုချင်းရင်အဲ့ဒီရေရင်းကိုပဲယူပြီးအိမ်မော်ကနေအမြန်ဆုံးထွက်သွားဖို့ပစ္စည်းတွေသိမ်းပြီးချက်ချင်းထွက်သွားဖို့မောင်းထုတ်ခဲ့ပါတယ်။လေးရွံအတွက်တော့ရေရင်းပြတ်တစ်ခုနဲ့မြေရိုင်း2ဧကဆိုတာသူ့မိသားစုရဲ့တန်ရောစင်ဘယ်လောက်ရှိလဲဆိုတာကိုသိလိုက်ရတဲ့တန်ဖိုးတစ်ခုပဲဖြစ်နေခဲ့ပါတော့တယ်။မိုးတွေတဲထန်စွာရွာသွန်းနေတဲ့ညတညမှာအဝတ်တစ်ထည်ကိုတစ်ခုနဲ့အိမ်မော်ကနှင်ချခံလိုက်ရပေမဲ့လေးရွံရဲ့နားထဲမှာတော့အဖိုးမကွယ်လွန်ခင်ကမိသားစုရဲ့ရေရင်းကိုတေချာဆောက်ရှောက်ပါလို့မှာကြားခဲ့တဲ့စကားအတန်တွေပဲ့တင်ထပ်နေစေပါ။ဒါကြောင့်သူဟာအိမ်မော်ကနှင်ချခံရရင်တော့ဒီရေရင်းနားမှာပဲအိမ်လေးတစ်လုံးဆောက်ပြီးအဖိုးရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ဒီရေရင်းကိုဘယ်သူမှလာမထီအောင်ကာကွယ်သွားဖို့ခိုင်မာစွာဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့သူ့အိတ်ကထဲမှာပတ်စံကရွမ်20ကျော်လေးပဲကျန်တော့တာကြောင့်အိမ်ဆောက်ဖို့ပစ္စည်းဖိုးခါတာမတတ်နိုင်လောက်အောင်အခက်တွေ့နေခဲ့တာပေါ့။ဒါနဲ့ပဲသူဟာဦးလေးဝမ်ဆိုတဲ့လက်သမားကြီးစီကိုသွားပြီးသူ့အရန်ဒုက္ခရောက်နေလို့နေစရာမရှိတော့လို့အုတ်ကျွတ်မိုးအိမ်လေးတစ်လုံးလောက်အရင်ဆောက်ပေးဖို့နဲ့ပစ္စည်းဖို့နဲ့လက်ခတွေကိုပတ်စံရှာနိုင်တဲ့အခါပြန်ဆက်ပါမယ်လို့တွားရအကူကြီးတောင်းခဲ့ပါတယ်။ဦးလေးဝမ်ကလည်းလေးရွံရဲ့အဖိုးတက်ရှိထင်ရှားရှိစဉ်ကသူ့မိသားစုကိုအများကြီးကူညီပေးခဲ့ပူတာကိုကျေးဇူးဆက်ချင်တာကြောင့်အိမ်ဆောက်ပေးဖို့ကြည်ကြည်ဖြူဖြူသဘောတူခဲ့ပါတယ်။အိမ်လေးဆောက်ဖို့နဲ့နေထိုင်မှုရေလိုတဲ့အတွက်ရေရင်းကိုအရင်ဆုံးတန့်ရှင်းဖို့ဦးလေးဝမ်ကရေရင်းအောက်ခြေကရှုံ့တော်နေကိုစင်းတူပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလေးရွံရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားစေမဲ့အမခန်းအဖြစ်အပျက်တစ်ခုရုတ်တရက်ဖြစ်လာခဲ့ပါတယ်။ရေရင်းအောက်ခြေကနဲ့ရှုံ့နေကြတဲ့မှာတောက်ပနေတဲ့ရွှေတုံးတွေကိုတူးဖော်တွေ့ရှိလိုက်ရလို့ပါ။အပေါ်ကနေကြည်နေတဲ့လေးရွံကချက်ချင်းရေရင်းထဲကိုဆင်းသွားပြီးကြည့်လိုက်တဲ့အခါမျက်စိကျိမ့်မတက်တောက်ပနေတဲ့ရွှေတွေကိုမြင်ရတော့သူတယောက်အိမ်မက်မက်နေသလားလို့ထင်မှတ်သွားခဲ့ပါတယ်။ဦးလေးဝမ်ကဒါဟာအဖိုးဖြစ်သူကလေးရွံအတွက်တည်တံ့ချန်ရေးပေးခဲ့တာဖြစ်မယ်လို့သုံးသပ်ပြခဲ့ပြီးဒီလုံးဝချက်ကိုဘသူ့ကိုမှမပြောဖို့နဲ့ပေါက်ကြားသွားရင်အသက်အန္တရာယ်ပါရှိနိုင်ကြောင်းတင်းတင်းကြပ်ကြပ်သတိပေးခဲ့ပါတယ်။လေးရွံကလည်းသူ့ရဲ့ကျေးဇူးရှင်ဦးလေးဝမ်ကိုအခုကိစ္စအတွက်ကျေးဇူးတင်ကြောင်းနဲ့လောက်အားခတွေပစ္စည်းဖို့တွေချက်ချင်းပြန်ဆံမဲ့အကြောင်းခရီးပေးလိုက်ပါတယ်။ဦးလေးဝမ်ကလည်းဒီလိုဝက်ချက်ကိုမြေကြီးရဲ့ရောက်တဲ့အထိတေးရပါသိမ်းဆဲသွားမယ့်အကြောင်းနဲ့သူ့သားရင်ကိုယ်တော်တခုံးမှထုတ်မပြောဘူးလို့ခရီးပြုခဲ့တာပေါ့။ညာဘက်လူသူကင်းမဲ့ပြီးမှောင်မိတ်သွားတဲ့အချိန်ရောက်တော့လင်းရွံဟာရေရင်းနဲ့တယောက်တည်းပြန်ဆင်းပြီးရွှေတုံးတွေကိုတေချာရေးတွက်ကြည့်ခဲ့ပါတယ်။ရွှေတုံးပေါင်း90တီတီရှိပြီးတထုံးကိုပေါင်30ကနေ20ကျအလေးချိန်ရှိရကြောင်းစုစုပေါင်းတန်ဝက်လောက်တောင်ရှိနေခဲ့ပါတယ်။ဒါရင်မကသေးပဲရေရင်းနေရန်ကိုစမ်းသပ်ကြည့်လိုက်တဲ့အခါလောက်ဝက်တကားတစ်ခုကိုပါထပ်တွေ့လိုက်ရပြီးအဲ့ဒီတကားရဲ့နောက်မှာတော့ရွှေတုံးတွေစီထားတဲ့နေရန်တစ်ခုလုံးနဲ့ရွှေငွေကြောက်တံပရက်များလက်ဝတ်ရတနာတွေကိုအမြောက်အများတွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီရတနာတွေနဲ့ရှင်းလိုက်ရင်အစားကတွေ့ခဲ့တဲ့ရွှေတုံး90ဆိုတာတန်မိုးမဖြစ်နိုင်တဲ့အရာတွေကအစွမ်းအစလေးပဲရှိပါတော့တယ်။ဒီနေ့ကစပြီးလင်းရန်အတွက်ငွေကြေးဆိုတာတင်းငင်းတဲ့တစ်ခုတသက်တာဖြစ်သွားခဲ့ပါပြီ။အဖိုးချန်နာခဲ့တဲ့ဒီလောက်များပြားတဲ့ရတနာတွေကိုရှင်ရင်းအောက်မှာဒီတိုင်းပုံထားဖို့ဆိုတာလုံးဝမလုံခြုံနိုင်မှလင်းရန်ချက်ချင်းသိလိုက်ပါတယ်။လောဝက်ခန်းတစ်ခုရှိနေပြီဖြစ်လို့ရှင်ရင်းအဝါကိုခြံကပ်ပြီးခိုင်ခန့်စွာကောက်ွယ်မှသာစိတ်ချရတော့မှာပါ။ဒါပေမဲ့အဲ့ဒီလိုခြံကပ်ပြီးအိမ်ဆောက်ဖို့အတွက်သူ့မှာလက်ငင်းငွေသားလိုအပ်နေပါတယ်။ဒါနဲ့ပဲလင်းရွံဟာမြေအောက်ဈေးကွက်တစ်ခုကိုသွားပြီးရွှေတချို့ကိုငွေသားအဖြစ်ပြောင်းလဲဖို့စ조사ခဲ့ပါတယ်။ပွဲစားကပစ္စည်းတွေဟာဇက်မြင့်မသေးချလို့ရဲတွေမြင်ပြဿနာတက်နိုင်နေဆိုပြီးအစားကရွှန်1000နဲ့နှိမ်ဝဲဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့လင်းရွံကနည်းနည်းလေးမှမတုံ့လှုပ်ပဲဈေးကွက်ပေါက်ဈေးထက်10%လျှော့ထားတဲ့ဈေးဖြစ်တဲ့ရွှန်9000နဲ့တပြားမှလျှော့မပေးပဲရဲရဲဝံ့ဝံ့တောင်းဆိုလိုက်ပါတယ်
နောက်ရောင်းစရာရှိရင်လည်းဒီပွဲစားစီမှာပဲလာရောက်မယ်လို့ကတိပေးခဲ့လို့ပွဲစားကသူ့ရဲ့ပြတ်သားမှုကိုသဘောကျသွားပြီးရွှေ9000အတိအကျပေးချေခဲ့ပါတယ်။မနေ့ကမှထမင်းစားဖို့တောင်နိုင်ဖြစ်ပြီးအိတ်ထဲမှာရွှေ20ကျော်သာရှိခဲ့တဲ့လင်းရွံအတွက်တော့ဒီနေ့လက်ထဲမှာရွှေ9000ပြည့်ကင်ရတာဟာအိမ်မက်တစ်ခုလိုပါပဲ။ငွေရတာနဲ့သူဟာအရေးသွေးကောင်းပြီးတက်ရက်တဲ့အဝတ်စားတွေကိုအရင်ဆုံးဝယ်ယူဆင်မြန်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ပေကျင်းမြို့မှာအလုပ်လုပ်နေတဲ့သူရဲ့ချစ်သူကောင်းမလေးရှောင်းရိုးစီကိုဖုန်းဆက်လိုက်ပါတယ်။ရှောင်းရိုးကတော့သူ့ချစ်သူလင်းရွံကိုအိမ်ကနေနှင်ချလိုက်တဲ့သွေးဆုပ်ကောင်မိသားစုတွေကနေအရန်တော်သားထွက်နေပြီးရေရင်းပြက်ကြီးကိုစောင့်ပြီးအနာဂတ်မရှိတဲ့ဘဝမှာမနေဖို့ငိုယိုတောင်းဆိုခဲ့ပါတယ်။သူမကတလကိုရွမ်300ကျော်ဝင်ငွေရှိတာကြောင့်ပေကျင်းကိုချက်ချင်းကားလက်မှတ်ဖြတ်ပြီးလာခဲ့ဖို့နဲ့သူမကြွေးထားနိုင်ကြောင်းပေကျင်းမှာဘဝသစ်ဆောက်ဖို့ခေါ်ခဲ့တာပေါ့။ဒါပေမဲ့လင်းရွံကတော့အဖိုးရဲ့နောက်ဆုံးဆန္ဒကိုမလွန်ဆောင်နိုင်ကြောင်းနဲ့သူပိုင်နဲ့ညီနဲ့ရေရင်းမှာပဲကိစ္စတွေရှင်းလင်းအောင်လုပ်ပြီးမှပေကျင်းကိုလာတွေ့မယ်လို့ညင်းဆိုလိုက်ပါတယ်။ရှောင်းရိုးကတော့အရန်စိတ်ပူနေတဲ့ကြားကအငင်းခံလိုက်ရလို့ဒေါသတကြီးနဲ့ဖုန်းချသွားခဲ့ပေမဲ့လင်းရွံကတော့ရေရင်းအောက်ကလှုပ်ဝက်ချက်ကိုဖုန်းထဲကနေလက်တလောဖွင့်မပြောနိုင်သေးလို့နောက်မှလူချင်းတွေ့ပြီးတေချာတောင်းပန်တော့မယ်လို့စိတ်ထဲကဆုံးဖြတ်လိုက်ပါတယ်။ရေရင်းရဲ့လုံခြုံရေးအတွက်တာမန်အုပ်ချုပ်မှုအိမ်လေးဆိုတာလုံလောက်မှုမရှိတော့ဘူးဆိုတာကိုလင်းရွံကောင်းကောင်းသဘောပေါက်သွားပါပြီ။ဒီအတွက်လင်းရွံဟာဦးလေးဝန်စီပြန်သွားပြီးတီးတန့်ချံဝင်တဲ့တုံးသက်တိုက်ဗီလာကြီးအဖြစ်အစီအစဉ်ပြောင်းလဲဆောက်လုပ်ဖို့ညွှန်ကြားခဲ့ပါတယ်။ရေရင်းကိုခြံဝင်းရဲ့အနက်ဆိုင်ဆုံးနေရာမှာထားပြီးခိုင်ခန့်မြင့်မားတဲ့တိုင်းကြီးတွေနဲ့အပြင်ကနေလုံးဝမမြင်ရအောင်ကာရံမှုစီစဉ်ခဲ့ပါတယ်။အကောင်းဆုံးအုပ်ဘီလက်မြေတန်ချောင်းအလူမီနီယံပရင်းပေါက်တွေနဲ့ရေချိုးကန်းသုံးပစ္စည်းတွေကိုအဆင့်မြင့်ဆုံးစံနှုန်းတွေနဲ့အသုံးပြုဖို့မှာကြားခဲ့ပြီးစောလို့ရေးစီအားလုံးကိုလက်ငင်းငွေသားအပြည့်အဝရှင်းပေးခဲ့ပါတယ်။ဒီလိုမျိုးတုံးတက်တိုက်ဗီလာကြီးကိုအဆင့်မြင့်ပစ္စည်းတွေနဲ့အလောတကြီးဆောက်လုပ်နေတဲ့တဲ့ဟာရွာထဲမှာအုပ်အော်တောင်းနေဖြစ်သွားခဲ့တယ်။မနေ့ကမှအင်ဂျီယာမဲ့ဖြစ်နေတဲ့ကောင်လေးကဒီနေ့ချက်ချင်းဗီလာဆောက်မယ်ဆိုတော့ရွာသားတွေကမျက်လုံးပြူပြီးအံ့ဩနေကြတာပေါ့အထူးသဖြင့်ဒုတိယဦးလေးမိသားစုဖြစ်တဲ့လင်းတက်ချိုင်တို့ကတော့လင်းရွံဟာဒီလောက်များပြားတဲ့ငွေတွေကိုအတိုးချီးစားတဲ့ငွေချီးသူတွေစီကတွားရောက်ချီးယူလာတာဖြစ်ရမယ်လို့ကိုမသားကိုကောက်ချက်ချဆွဆွဲခဲ့ကြပါတယ်သူ့အတွက်သူကိုယ်တိုင်တင်းငိုင်းကိုဆောင်နေတာဖြစ်ပြီးအကျွေးရှင်တွေလာတောင်းနေနေကြရင်ဘလို့ငုံရမလဲဆိုတာစောင့်ကြည့်ကြဖို့ရရဆက်ဆက်လှောင်ပြောင်ခဲ့ကြပါတယ်ရန်နေငယ်တွင်မှာပဲတုံးထက်တိုက်ဗီလာကြီးရဲ့အကျန်းထည်တွေနဲ့ခိုင်ခန့်တဲ့တိုင်းကြီးဟာအမခမ်းမြန်ဆန်စွာပြီးစီးသွားခဲ့ပါတယ်။သူဟာစောက်လုံရေးလုံသားတွေနဲ့စပုံမှုတွေကိုဖိတ်ခေါ်ပြီးကြီးကျယ်ခမ်းနားတဲ့စားတောက်ပွဲကြီးတစ်ခုကိုကျင်းပနေချိန်မှာပဲမှမျော်လင့်ပဲဒုတိယဦးလေးမိသားစုရောက်လာပြီးဝင်စားဖို့အရှက်မရှိကြိုးစားခဲ့ကြပါတယ်။လင်းရွံကသူတို့ကိုဒီဝိုင်းမှာနေရမရှိဘူးလို့ပြက်ပြက်တသားညင်းဆိုလိုက်တဲ့အခါမှာတော့ဒုတိယအတော်ဖြစ်သူကဒေါသတကြီးနဲ့ကျေးဇူးကန်းနဲ့ကောင်းဆိုပြီးဆဲရည်တိုင်းထွာပါတော့တယ်။လင်းရန်ကလည်းအမွေခွဲတဲ့နေ့ကသူ့အထုပ်ပိုးတွေကိုအိမ်မင်ကိုလွတ်ပစ်ခဲ့တာကိုပြန်အမှတ်ရစေခဲ့ပါတယ်။ဒုတိယဦးလေးမိသားစုကလင်းရန်ရဲ့ငွေတွေဟာခိုးဝှက်လူရထားတာဒါမှမဟုတ်မတမာတဲ့နီလန်နဲ့ရလာတာလို့ဆွဆွဲပြီးရဲရီမိသားရင်သွေးသားတော်ဆက်နေတဲ့သူတို့ပါပြဿနာတက်မှာဆိုလို့ဆိုပြီးမိသားစုအဆက်တွေဖျက်တောက်ခြင်းသဘောတူညီချက်စာချုပ်ကိုအတင်းကျပ်လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ဒီစာချုပ်အရလင်းရွံချမ်းသာသည်ဖြစ်စေထောင်ကျသည်ဖြစ်စေသေသည်ဖြစ်စေလင်းမိသားစုနဲ့လုံးဝသက်ဆိုင်ခြင်းမရှိတော့ဘူးလို့အနက်ရောင်မှာအဖြူပေါ်မှာထင်ရှားစွာရေးသားထားခဲ့ပါတယ်။သူတို့ကလင်းရွံကိုအကျွေးရှင်တွေတက်လို့သိရင်တော့အလောင်းလာကောက်ပြီးမှမဟုတ်ဘူးလို့ကြိမ်းဝါခဲ့သေးတာပေါ့။လင်းရွံကတော့ဒီစာချုပ်ဟာသူ့အတွက်ဒီနေ့ရရှိတဲ့အကောင်းဆုံးလက်ဆောင်ပဲဆိုပြီးအားရပါရရီမောကဝမ်းသာအားရလက်မှတ်ရေးထိုးပေးလိုက်ပါတော့တယ်။လင်းရွံဟာအဖိုးပေးခဲ့တဲ့ငွေတွေကိုထိုင်စားနေုံနဲ့မရပဲကိုယ်ပိုင်လက်နဲ့တကယ့်စီးပွားရေးအင်ပါယာတစ်ခုတည်ဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနောက်ထပ်ရွှေတွေကိုမြေအောက်ဈေးကွက်ကပွဲစားမင်းအကိုစီမှာထပ်မံသွားရောက်ရောင်းချခဲ့ပါတယ်။ဒီတစ်ခါတော့ရွှေတွေကပိုများတဲ့အတွက်ငွေသားယွမ်9သိန်းတိတိရရှိခဲ့ပါတယ်။ဒီငွေ9သိန်းဟာခရိုင်မြို့လေးမှာတော့အင်မတန်ကြီးမားတဲ့ပမာဏဖြစ်ပေမဲ့ရင်းနှီးမြှုပ်နှံမှုအမှားလုပ်မိရင်ပြကျသွားနိုင်မှန်းသူကောင်းကောင်းသိနေပါတယ်။ဒါကြောင့်သူဟာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအလားအလာတွေလူဦးရေရွှေ့ပြောင်းမှုတွေကုန်စည်စည်းစိမ်မှုနဲ့ policy အပြောင်းလဲတွေကိုတေချာလေးလာသုံးသပ်ခဲ့ပါတယ်။မြို့ပြကိုလူဦးရေရွှေ့ပြောင်းလာတာနဲ့အမျှအိမ်ချမ်းမြေနဲ့လေယာမြေတွေဟာအနာဂတ်ရဲ့အထူးတောက်ချက်ဖြစ်လာတာကိုသူကြိုတင်တွေ့မြင်ခဲ့ပါတယ်။ဒါနဲ့ပဲလင်းရွံဟာယွမ်9သိန်းကိုအသုံးပြုပြီးပိုင်ရှင်ဦးလေးကြီးတယောက်စီကနေလမ်းမေးဆိုင်ခန်း2ခန်းအရွယ်အစားဆုံးမြေကွက်5ကွက်နဲ့အိမ်ဟောင်း6လုံးစုစုပေါင်းပိုင်ဆိုင်မှု73ခုကိုတပြိုင်နက်တည်းအပြည့်ဝယ်ယူလိုက်ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ပေကျင်းမြို့မှာအလုံးလုံးနေတဲ့ချစ်သူကောင်းမလေးရှောင်းရိုးဟာရွာကိုပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ရွာထိပ်ကိုရောက်ချင်းမှာပဲရွာသားတွေကသူမကိုဝိုင်းပြီးလင်းရွံတရအတိုးချီစားငွေကြီးသူတွေစီကပတ်စံချီပြီးအကျွေးပတ်လဲဝိုင်းနေပြီဖြစ်ကြောင်းမကြခင်အကျွေးရှင်တွေလာတက်တာခံရတော့မှမို့သူ့ကိုအမြန်ဆုံးလမ်းခွဲလိုက်ဖို့မြောက်ထိုးပစ်ကိုပြောဆိုကြပါတော့တယ်
ဒီစကားတွေကိုကြားရတဲ့ရှောင်းရိုးဟာအရန်ကိုစိုးရိမ်ထိတ်လန့်သွားပြီးလင်းရွံရဲ့အိမ်သစ်ကြီးစီကိုအပြေးလွှားရောက်လာခဲ့ပါတယ်။အိမ်ရောက်တဲ့အခါကြီးကျယ်ခမ်းနားလှတဲ့ဗီလာကြီးကိုမြင်လိုက်ရတော့သူမရဲ့စိုးရိမ်စိတ်တွေကပုံမကြီးထွားလာတာပေါ့။ရှောင်းရိုးကလင်းရွံကိုမျက်ရည်တွေနဲ့ရွာကလူတွေပြောနေသလိုအကျွေးတွေတကယ်တင်နေရလားဆိုပြီးရင်ခွဲမတက်မေးခွန်းထုတ်ခဲ့ပါတယ်။လင်းရွံကဒီငွေတွေဟာခိုးလာတာလူလာတာအကျွေးကြီးလာတာလုံးဝမဟုတ်ပဲတန်ရှင်းတဲ့ငွေတွေဖြစ်ကြောင်းကြိတ်တွယ်ပြောဆိုခဲ့ပေမဲ့ရေရင်းအောက်ကလှုပ်ဝက်ချက်ကိုတော့လူသိများလေအနေရများလေမို့ရှောင်းရိုးကပါဒုက္ခမရောက်စေချင်တဲ့အတွက်ဖွင့်မပြောနိုင်သေးဘူးလို့ဆိုလိုက်တယ်။ရှောင်းရိုးဟာလင်းရံကိုအစကနားမလည်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရှောင်းရိုးဟာသူမပေချင်းမှာ3နှစ်တိအလောက်ကျန်းနေလို့ပြီးမင်္ဂလာဆောင်မှုစုဆောင်ထားတဲ့သူမရဲ့တသက်တာစုဆောင်ငွေရွှန်8200တီတီကိုအိတ်ထဲကနေထုတ်ပေးလိုက်ပါတယ်။ဒီငွေတွေကိုယူပြီးအကျွေးဆက်လိုက်ပါ။စက်နာအောင်ဟမ်ဆောင်ပါနဲ့တော့လို့ရှက်ကြီးတင်ငင်တောင်းပန်ခဲ့ပါတယ်။လင်းရံကတော့သူမရဲ့ဖြူစင်လာတဲ့မြစ်တာကိုအသက်နဲ့ရင်ပြီးမှတ်ထားမှဖြစ်ပေမဲ့အဲ့ဒီငွေတွေကိုတပြားမှမယူဘူးလို့ပြက်ပြက်တသားညင်းဆိုလိုက်တယ်။ပြီးတော့သူကရှောင်းရိုးရဲ့မျက်နှာကိုကင်ပြီးငါ့ကိုယုံကြည်လားလို့လေးနက်စွာမေးလိုက်တယ်။အဲ့ဒီအခါရှောင်းရိုးကမျက်ရည်တွေကြားကနေပဲနင်းကိုယုံကြည်ရဲ့နင်းဘလို့ပဲဓာတ်တောင်ကိုကြော်ရမိပင်လေးကိုဖျက်ရနင့်ဘေးမှာတစ်သက်လုံးတူရက်တည်သွားမယ်လို့ပြက်ပြက်တသားခရီးပေးခဲ့ပါတယ်။အဲ့ဒီအချိန်လေးမှာပဲအပြင်မှာအလုံးလုံးနေတဲ့ဦးလေးဝမ်ရောက်လာပြီးလင်းရံဟာအိမ်ဆောင်စရိတ်တွေပစ္စည်းဖို့တွေအားလုံးကိုလက်ငင်းရှင်းထားပြီးဖြစ်ကြောင်းအကျွေးတပြားမှမရှိကြောင်းရှောင်းရုပ်ကိုသေချာရှင်းပြခဲ့ပါတယ်။ဒါအပြင်ဦးလေးဝမ်ကလင်းရံကိုယ်တိုင်ဆွဲထားတဲ့အိမ်ပုံစံကျန်းစာရွက်ကိုပါရှောင်းရုပ်ကိုထုတ်ပြခဲ့ပါတယ်။အဲ့ဒီစာရွက်ပေါ်မှာတော့ရှောင်းရုပ်ကစာဖတ်ဝဒနာပါလို့အိမ်ရဲ့အလင်းရောင်အကောင်းဆုံးခန်းကိုသူမအတွက်စာကြည့်ကံပြသတ်မှတ်ပေးထားတာ။နှွေရာသီကြဲကြီးရတာဝဒနာပါလို့ခြေမရှိတဲ့တတိယထပ်လာတာဆောင်လေးမိဖို့အကြောင်းမှာခက်မီတဲ့ပစ္စည်းတွေသုံးလို့ရအောင်ပိုက်တွေကျိုးသွဲသေးထားတာစောင်းနှင်းမချမ်းအောင်ရေပူစက်တွေပြီးတော့ရှောင်းလိုနှင်းစီပန်းကြိုက်လို့ခြံထဲမှာနှင်းစီပန်းကလေးနေရာချထားပေးတာစားတဲ့အသေးစိတ်ကရုစိုက်မှုတွေကိုတွေ့လိုက်ရချိန်မှာတော့ရှောင်းလိုတယောက်အထင်မြင်လင်းမခဲ့တာကိုအားနာပြီးမျက်ရည်တွေကြားကလင်းရံကိုလုံးဝယုံကြည်သွားခဲ့ပါတော့တယ်လင်းရံနဲ့ရှောင်းလိုတို့နားလည်မှုကြပြီးပျော်ရွှင်စရာချိန်လေးဖြစ်တန်နေစေမှာပဲမထင်မှတ်ထားတဲ့ဧည့်သည်တွေရုတ်တရက်ရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ရှောင်းလိုရဲ့မိခင်နဲ့မောင်ဖြစ်သူရှောင်းခန်းတို့ပါမိခင်ဖြစ်သူဟာရွာမှာတဲဟိုလေးနဲ့မွဲတင်နေလောက်ပြီးလို့ထင်ထားတဲ့လင်းရံရဲ့ခြံထဲကိုဝင်လိုက်တာနဲ့ကြီးကျယ်ခမ်းနားလာတဲ့ဗီလာကြီးကိုမြင်ပြီးမျက်လုံးပြူးသွားခဲ့ပါတယ်။လောဘတက်သွားတဲ့မိခင်ဖြစ်သူကအရင်ကအထင်သေးခဲ့တာတွေကိုချက်ချင်းမေ့ပစ်လိုက်ပြီးလင်းရံကိုငါသမတ်တော်လေးဆိုပြီးချက်ချင်းအသိမှတ်ပြုကမျက်နှာချိုသေးပါတော့တယ်။အိမ်ထဲရောက်တာနဲ့အမေလို့သူကအကောင်းဆုံးနဲ့အကျယ်ဆုံးဖြစ်တဲ့လင်းရံရဲ့အိတ်ခမ်းမကြီးကိုသူမနေမယ်ဆိုပြီးအဆက်မရှိအတင်းအကျပ်နေရယူပါတယ်။ပြီးတော့မောင်ဖြစ်သူရှောင်းကန်ကလည်းနေ့တိုင်းအသားငါးတွေနဲ့ဟင်းလင်းမျိုးစွပ်ပြုတ်တစ်မျိုးချက်ကျွေးဖို့တောင်းဆိုခဲ့ပြီးအမေလို့သူကလည်းလင်းရွံချမ်းသာနေပြီဖြစ်လို့သူမတို့သားမိကိုပြုစုဖို့စပုံမှုတယောက်တီးတက်ငါပေးဖို့ထပ်မံတောင်းဆိုပြန်ပါလေဒါရင်မကသေးပဲအမေဖြစ်သူကရှောင်းရိုရဲ့တင်နှောင်းငယ်အဖြစ်ရွှမ်တတန်းတိတိတောင်းခံခဲ့ပြီးမောင်ဖြစ်သူရှောင်းကန်ကြောင်းပြီးရင်ပေချင်းမှာအိမ်တလုံးနဲ့အစင်သစ်အသေးရှိရဲ့ကားကောင်းကောင်းတစ်စီးဝယ်ပေးဖို့ကိုပါမတန်တဆလောဘတကြီးတောင်းဆိုလာခဲ့ပါတယ်တီးခန့်နိုင်စွမ်းကုန်ဆုံးသွားတဲ့ရှောင်းရိုကတော့ဒီအိမ်ကြီးဟာနင်းရံကိုယ်တိုင်အုတ်တစ်ချက်သေးတဲ့ပွင့်ကအစရှာဖွေတိဆောက်ထားတာဖြစ်လို့ဒီလိုအစမတန်တောင်းဆိုမှုတွေဘာအခွင့်အရေးနဲ့လာတောင်းရတာလေလို့မိခင်ကိုဒေါသတကြီးပြန်လဲချေပခဲ့ပါတယ်။ရှောင်းရိုကသူမငယ်ငယ်ကလေးကအကောင်းဆုံးစားအဝတ်အစားနဲ့ပညာရေးအခွင့်အရေးအလုံးကိုမောင်ဖြစ်သူကိုပဲဦးစားပေးခဲ့တာ။သူမအလဲတန်းပြီးတော့ပစ္စံမရှိလို့ဆိုပြီးအလုံးထုတ်လုပ်ခိုင်းခဲ့ပေမဲ့စာညက်နဲ့မောင်ဖြစ်သူကိုကြတော့အကျွေးပတ်လဲဝိုင်းခံပြီးအထက်တန်းကျောင်းထားပေးခဲ့တာပဲကိုရင်းနဲ့တပွဲရင်ဖွင့်ဖွေပါတယ်။မိခင်ရဲ့မျက်လုံးထဲမှာသမီးရင်ကိုအချိန်တန်ရင်ပတ်စံနဲ့ရောင်းစားလို့ရမယ်ကုန်ပစ္စည်းတစ်ခုလိုဆက်ဆံခဲ့ကြောင်းအော်ဟစ်ပောက်ခွဲခဲ့တာပေါ့ရှောင်းရိုကသူမလင်းရွံကိုလက်ထပ်တာတင်နှောင်းငွေတပြားမှမလိုချင်ကြောင်းနဲ့လင်းရွံရဲ့ငွေတပြားကိုမှအမျက်ထုတ်ဖို့မစင်စားနဲ့လို့ပြက်ပြက်တသားပြောဆိုလိုက်ပါတယ်လောဘရမှတ်ဖုံးလိုက်နေတဲ့မိခင်ဖြစ်သူကတော့ရှောင်းရိုကိုကျေးဇူးကမ်းတဲ့ကောင်မလို့ဆဲရေးပြီးသူမတို့မိသားစုနဲ့အဆက်အသွယ်ဖြတ်လိုက်ကြောင်းကြေညာပြီးလင်းရွံအကျွေးတွေနဲ့မွဲပြကြသွားတဲ့အခါလာမငိုနဲ့လို့ကျင်းွားကအိမ်မော်ကဆင်းသွားခဲ့ပါတယ်ရှာရိုရဲ့မိသားစုပြန်ထွက်သွားပြီးနောက်မှာတော့ပြဿနာအသစ်တစ်ခုထပ်မံပေါ်ပေါက်လာပြန်ပါတယ်။လင်းရံတယောက်အိမ်ဆောက်လုပ်ရေးပစ္စည်းပိုးတွေလောအားခတွေလက်ငင်းတွေသာအပြေးဝရှင်းပေးလိုက်တယ်ဆိုတဲ့သတင်းဟာဒုတိယဦးလေးလင်းတက်ချိုင်တို့မိသားစုနားရဲရောက်သွားတဲ့အခါမှာတော့သူတို့ရဲ့လောဘစိတ်တွေတစ်ဖက်နိုးကြလာပြန်တာပေါ့။သူတို့ကလင်းရံဒီလောက်ပတ်စံတွေအများကြီးရတာဟာအဖိုးမသေးခင်ကတိတ်တိတ်စိတ်ဖွက်ထားပြီးခဲ့တဲ့လှုပ်ဝက်ငွေတိုက်ခိုးထားလို့ပဲဖြစ်ရမယ်လို့အကြံပိုင်ပိုင်နဲ့လင်းရံရဲ့ဘီလာအိမ်ရှိကိုအုပ်စုလိုက်ကြီးချီတက်လာကြပါတယ်။အိမ်ရှိရောက်တာနဲ့သူတို့ကလင်းရွံကိုအဖိုးရဲ့အမွေတွေကိုခိုးယူထားတဲ့ကျေးဇူးကမ်းနဲ့ကောင်းဆိုပြီးရက်ွက်တဲ့အော်ရေးဆက်ကြပါတော့တယ်
ပြီးတော့လေးတန်းပြောင်းသွားပြီးသူတို့ကမိသားစုဝင်ဖြစ်တဲ့အတွက်အတိတ်ကကိစ္စတွေကိုခွင့်လွှတ်ပေးလိုက်မယ်အခုလင်းရွံကတထေးကြီးဖြစ်နေပြီးမို့အဖွားအတွက်ပင်စင်စားစရိတ်အဖြစ်ရွှေတသိန်းစီပေးရမယ်ဆိုပြီးအတင်းအကျပ်ငွေညစ်ပါတော့တယ်လင်းရွံကတော့တည်ငြိမ်စွာနဲ့ပဲအဖွားလိုချင်တဲ့သားသမီးဝတ္တရားကိုသူပေးခဲ့ပေမဲ့အဖွားကိုယ်တိုင်ကညှင်းပယ်ခဲ့တာဖြစ်ကြောင်းသူ့ကိုအိမ်မော်ကနေခွေးတကောင်လုံးမောင်းထုတ်ပြီးဘသူမှမလိုချင်တဲ့ရွေရင်းပြက်ကြီးကိုပဲပေးခဲ့တာသူတို့ပဲဖြစ်ကြောင်းခွန်းထုတ်ပြန်လိုက်ပါတယ်ပြီးတော့သူတို့မိသားစုကိုအိမ်ရှိကနေအခုချက်ချင်းထွက်သွားဖို့ပြက်ပြက်တသားနှင်ထုတ်လိုက်ပါတယ်လင်းရွံကတော့စကားအဖို့တွေပြောမနေပဲနဲ့အိမ်ကနေမိသားစုဆက်သွယ်ဖျက်တောက်ခြင်းသဘောတူချက်စာချုပ်ကြီးကိုထုတ်ပြလိုက်တာပေါ့အဲ့ဒီနေ့ကစပြီးလင်းရွံနဲ့သူတို့မိသားစုဟာတရားဥပဒေအရာရောလူမှုရေးအရာပါလုံးဝပတ်သက်မှုမရှိတော့ဘူးဆိုတာကိုသက်သေပြလိုက်တာပါအခုလိုအိမ်ရှိလာပြီးအမွေခိုးတယ်လို့ဆွဆွဲကရွှန်တသိန်းတောင်းတာဟာဆွေးနွေးတာမဟုတ်ပဲဥပဒေအရငွေညစ်တာဖြစ်တယ်လို့တည်ငြိမ်သက်သားစွာပြောချလိုက်ပါတယ်ဒီစာချုပ်ကိုမြင်လိုက်ရတဲ့ရွာသားတွေအားလုံးဟာလင်းတက်ချိုင်တို့မိသားစုရဲ့အောက်တန်းကျလာတဲ့လောဘကိုယွန်ရှာသွားကြပြီးအဆက်ကွဲလိုက်တယ်လို့ဖြစ်သွားလို့ဒုတိယဦးလေးမိသားစုလည်းအဆက်တကွဲနဲ့လှည့်ပြန်သွားခဲ့ရပါတယ်။လာတာညချမ်းလေးတစ်ခုမှာတော့လင်းရွံနဲ့ရှောင်းတို့နှစ်ယောက်အင်ခေါမိုးထက်မှထိုင်ရင်လင်းရွံဟာသူ့ရဲ့အနာဂတ်ရည်မှန်းချက်တွေကိုဖွင့်ပြောပြခဲ့ပါတယ်။သူဟာဒီရွာလေးမှာရင်ရက်တက်မနေပဲပုံမိုကြီးမားတဲ့လောကကြီးကိုထွက်ပြီးအခွင့်အလမ်းတွေရှာဖွေခြင်းနဲ့လို့ရှင်းဖွင့်ခဲ့ပါတယ်။ရှော်ရိုကလည်းလင်းရွံဘဲကိုပဲတော်တော်သူမကတော့ဒီအိမ်လေးကနေအမြဲတမ်းစောင့်ကြိုနေမယ်လို့ယုံကြည်မှုအပြည့်နဲ့အားပေးခဲ့တာပေါ့လင်းရွံဟာအဖိုးချန်နာခဲ့တဲ့ရတနာတွေကအဖိုးတန်ဆုံးလက်စွပ်လေးတစ်ကွင်းကိုရှော်ရိုရဲ့လက်သကျွဲမှာဆွတ်ပေးလိုက်ပြီးဒါဟာသူ့ကိုယ်စားသူမဘေးမှာအမြဲရှိနေမဲ့အမှတ်သားလေးပါလို့ရိုမန်တစ်ဆန်ဆန်ပြောဆိုခဲ့ပါတယ်ရှန်ဟိုင်းမြို့ကြီးစီကိုသွားဖို့အတွက်လင်းရွံဟာရေရင်းထဲကရွှေတွေကိုငွေသားပြည့်ပြောင်းလဲရမှအလွန်ကိုတတိထားခဲ့ရပါတယ်။သူဟာမြို့သုံးမြို့ကိုဖျက်ဆီးပြီးလှုပ်ဝက်နမဲ၃ခုကိုအသုံးပြုက48နာရီအတွင်းမှာပဲရွှေတွေကိုခြေရာခံလို့မရအောင်တန့်ရှင်းတဲ့ငွေသားရွှန်2တန်းအဖြစ်အသွင်ပြောင်းနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အခွင့်အလမ်းတွေပြည့်နှက်နေတဲ့ရှန်ဟိုင်းမြို့ကြီးစီကိုယုံကြည်မှုအပြည့်နဲ့ခြေချလိုက်တာပေါ့။1992ခုနှစ်ဝန်းကျင်ရှန်ဟိုင်းမြို့ရဲ့ stock share ဈေးကွက်မှာနိုင်ငံတော်ကထုတ်ဝေထားတဲ့ stock share ဝယ်ယူခွင့်လက်မှတ်တွေကိုလူတွေကအယုံကြည်မရှိကြပါဘူး။ဒါကြောင့်ယွမ်30ပေးရတဲ့အလိလက်မှတ်တွေကိုအလကအမိုက်ဆက်ခွေလို့သတ်မှတ်ထားကြပါတယ်။လေးယွမ်ကတော့ဒါဟာသမိုင်းမှာတစ်ခါမှမရှိခဲ့ဘူးတဲ့ရွှေရင်းကြီးဆိုတာကိုကြိုတင်မြင်အောင်နေခဲ့ပါတယ်။သူဟာလမ်းဘေးကရောင်းချသူတယောက်စီကနေလက်မှတ်တွေကိုမျက်တောင်မခတ်ပဲဝယ်ယူလိုက်ပါတယ်။ပတ်ဝန်းကျင်ကလူတွေကတော့လင်းရွံကိုတောကတက်လာတဲ့ငတုံပတ်စံပေါ်တဲ့အယူဆိုပြီးဝိုင်းဝန်းပြီးတော့လှောင်ပြောင်ကြတာပေါ့လင်းရွံဟာဈေးကွက်တဲကလက်မှတ်တွေကိုအကုန်လိုက်လံတိမ့်ကျုံဝယ်ယူခဲ့ပါတယ်ဒီလိုအယူမှုဝယ်ယူနေရင်နဲ့လင်းရွံဟာမူဟောင်ရန်ဆိုတဲ့ stock share ခွဲခြမ်းစိတ်ပြသူအမျိုးသမီးတဦးနဲ့ရင်းနှီးသွားခဲ့ပါတယ်မူဟောင်ရန်ကဒီလက်မှတ်တွေကအရန်ကိုအနေရများပြီးတန်ဖိုးမရှိတော့ဘူးလို့သတိပေးခဲ့တယ်လင်းရွံကတော့ပြုံးပြီးနောက်3လနေရင်သိရမှာပေါ့လို့လှုပ်ဝက်စမ်းကျေစွာပြန်ဖြေခဲ့ပါတယ်အချိန်တွေကြာလာတာမျိုးပဲလေအဲ့ဒီဈေးကွက်တွေကတော့နည်းနည်းလေးမှတက်မလာခဲ့ပါဘူးမူဟောင်ရန်ကိုယ်တိုင်ကလည်းလင်းရွံရဲ့ရင်းနှီးမြုပ်နှံမှုအတွက်အရန်ကိုစိုးရိမ်ပြီးလာရောက်သတိပေးခဲ့ပေမဲ့လင်းရွံကတော့တောင်ကြီးပြိုကျလာရင်တော့မျက်တောင်မခတ်မဲ့လူတစ်ယောက်လိုအေးစိတ်တည်ငြိမ်နေခဲ့ပါတယ်သူကမူဟောင်ရန်ကိုပြုံးပြီးဈေးကွက်ကစိတ်ရက်ဆက်တယ်ဆိုပေမဲ့အဲ့ဒီရက်ဆက်တဲ့အချိန်ဟာအခွင့်အလမ်းကိုအပေါ်ဆုံးဈေးနဲ့ရနိုင်မဲ့အချိန်ပဲလို့ပြောလိုက်ပါတယ်ပြီးတော့သူမကိုယ်တိုင်လည်းဒီလက်မှတ်တွေကိုဝယ်ထားတဲ့တယ်လို့အကြံပေးခဲ့ပါတယ်မူဟောင်ရန်ဟာလင်းရွံရဲ့အမျှော်အမြင်နဲ့တည်ငြိမ်မှုကိုယုံကြည်သွားပြီးသူမရဲ့တသက်တာစုဆောင်းငွေယွမ်9000အတိကိုထုတ်ပေးကလင်းရွံကိုလက်မှတ်ဝယ်ခိုင်းလိုက်ပါတော့တယ်။မကြာခင်မှာပဲလင်းရွံမျှော်မှန်းထားတဲ့အတိုင်းဈေးကွက်ကြီးကမီးတောင်ပေါက်ကွဲသလိုရုတ်တရက်အုံကြွလာပါတော့တယ်။အစားကအမိုက်လိုသတ်မှတ်ခံထားရတဲ့လက်မှတ်တွေဟာတစောင်းကိုယွမ်200အထိအမခန်းတိုးတက်သွားခဲ့တာပါ။အရင်ကလင်းရွံကို30ရွမ်50ရွမ်နဲ့ရောင်းခဲ့တဲ့ကုန်သည်တွေဟာရင်ဘတ်စီတီဗီနောက်ရနေခဲ့ကြပါပြီ။မူဟောင်ညံကလည်းဈေးတွေတလောက်တောင်တက်နေပြီးမို့အမျက်ထုတ်ဖို့ရောင်းတင်မိလားလို့အလော်ကြီးဖုံးဆက်မိတဲ့အခါလင်းရန်ကဟောင်ရန်စိတ်အေးထားပါဒါကအမီးလေးပဲရှိပါသေးတယ်တကယ်ပွဲကြီးပဲကောင်းကမစသေးဘူးကြီးစံတွေကိုနည်းနည်းလောက်ဆက်ပြန်ဆန်းဝင်ပေးလိုက်ပါဦးလို့အေးစေပဲတုံ့ပြန်ခဲ့ပါတယ်လင်းရွံပြောခဲ့တဲ့အတိုင်းပဲလက်မှတ်ဈေးတွေကရက်တက်မသွားပဲတစောင်းကိုယွမ်900အဲဒီကနေထောင်ကနန်းအထိဇက်တိုက်ခုန်တက်သွားပါတော့တယ်ဒီလိုဈေးတွေအစမတန်တက်လာတဲ့အခါမှာအရင်ကလင်းရွံကိုအထင်သေးခဲ့တဲ့လူမိုက်ခိုင်းတွေရောက်လာပြီးတစောင်းကိုယွမ်900ဈေးနဲ့အကုန်ရောင်းဖို့မရောင်းရင်ရှန်ဟိုင်းမှာအသက်အန္တရာယ်ရှိနိုင်တယ်လို့ရန်ကားချင်းချောက်လာပါတယ်လင်းရွံကတော့30ရွမ်နဲ့တုန်းကအမိုက်လိုသဘောထားပြီးလှောင်ပြောင်ခဲ့တဲ့လူတွေကိုအခုလိုဈေးတက်လာမှဈေးနှိမ်ပြီးအတင်းချက်လာဝယ်တာကိုလုံးဝလက်မခံနိုင်ဘူးဆိုပြီးချင်းချောက်မှုတွေကိုနည်းနည်းမှဂရုမစိုက်ပဲပြက်ပြက်တသားညင်းလွတ်လိုက်ပါတယ်
လက်မှတ်ဈေးတွေအမြင့်ဆုံးရောက်နေချိန်မှာတော့ဈေးသွားဝယ်တဲ့အတော်ကြီးတွေဖက်နှက်တိုက်တဲ့သူတွေကအစ stock share အကြောင်းပါဇက်ဖျားကမချပဲအယိုးမိုးပြောဆိုနေကြပြီးဆိုတာကိုလင်းရွံသတိပြုမိသွားပါတယ်။ဒါနဲ့ပဲမန်နေဂျာကိုညွှန်ကြားပြီးသူ့ရဲ့လက်မှတ်တွေကိုတခါတည်းအကုန်မသွန်ချပဲအုပ်စုခွဲပြီးစနစ်တကျအမြန်ရောင်းချဖို့အမိန့်ပေးလိုက်ပါတယ်။မိုးဟောင်ရန်ကဘာလို့ရုတ်တရက်ရောင်းထုတ်ရတာလဲမေးတဲ့အခါလင်းရွံကတာမန်လူတွေပါဈေးကွက်တွေကိုအယူမှုဝင်ရောက်လာပြီးဆိုရင်ဒါဟာအနည်းငယ်အများဆုံးအထွတ်ထိပ်ရောက်နေပြီအခုချိန်မထွက်ရင်သူများတွေလှုပ်ထားတဲ့ပြဿနာတွေကိုကိုကရှင်းမရလိမ့်မယ်လို့ရှင်းပြလိုက်တယ်စစ်စင်ရေးပြီးဆုံးသွားတဲ့ညနေခင်းမှာတော့လင်းရွံရဲ့မူလအရင်ဒီရွံ2တန်းဟာအစာပေါင်း160အထိမြတ်သွားပြီးစုစုပေါင်းရွံတန်း320ဆိုတဲ့အေယာမငွေကြီးအင်ပါယာကြီးဖြစ်ပြောင်းလဲသွားခဲ့ပါပြီမူဟုံရန်အတွက်လေသူမရဲ့ဘဏ်အကောင့်ထဲမှာရွံ9တန်းကျော်ဝင်လာတာကိုမြင်တော့ဝမ်းသာလုံးမျက်ရည်တွေတောင်ကျလာခဲ့တာပေါ့သူမကလင်းရွံကိုရှင်ကတော့ကျမဘွားမှာတွေ့ဘူးသမျှအထိုးကြဆုံးအကြောက်စရာကောင်းဆုံးနဲ့အစွဲမဲ့ဖွယ်ကောင်းဆုံးအမျိုးသားပါပဲလို့ရှင်နေကလှက်လှက်လဲလဲချီးကျူးခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာဒီအောင်မြင်မှုကိုအခြေခံပြီးနောက်တစ်ချိန်မှာထိုင်းရွံဂရုဆိုတဲ့စီးပွားရေးအင်ပါယာကြီးကိုအတူတကွတည်ထောင်ဖို့စီးပွားဘက်ပဒနာတွေအဖြစ်လက်တွဲဖို့သဘောတူလိုက်ကြပါတယ်။ရောက်ချင်းပဲရှောင်းရိုကသူ့ကိုစိုးရိမ်တကြီးစီးကြိုခဲ့ပါတယ်။လင်းရန်ကရှန်ဟိုင်းခရီးစဉ်မှာအရင်ရန်2တန်းကနေရွမ်တန်း320ရလာကြောင်းဖွင့်ပြောလိုက်ပါတယ်။သူတို့ရဲ့အနာဂတ်ရင်သေးလေးတွေဘတော်မှငွေကြေးအတွက်ပူပန်ကြရမလို့တော့ပဲသူမမျက်နှာကြည့်ကြရမလို့ပဲဘဝကိုပေးဆွမ်းနိုင်ပြီဖြစ်လို့ဂုံရင်ဝင့်ကြွားစွာပြောဆိုခဲ့တာပေါ့။ဒါပေမဲ့အခြားတစ်ဖက်မှာတော့ကံကြမ္မာရဲ့လောင်ပြမှုကရက်ဆက်လာပါတယ်။လင်းရန်ကိုအိမ်မော်ကတင်ချပြီးအိမ်ဟာလယ်မြင်နဲ့ငွေကြေးတွေအားလုံးသိမ့်ပိုက်သွားခဲ့တဲ့ဒုတိယဦးလေးလင်းတက်ချိုင်တို့မိသားစုဟာရွှေခွက်ကြီးကိုက်ပြီးငွဲပြကြသွားခဲ့ပါတယ်။သူတို့ရဲ့အလိုလိုက်မှုကြောင့်တားဖြစ်သူလင်းဟူဟာလောင်ကစားနဲ့မူးယစ်ဆေးဝါးတန်တရားတဲ့နှင်မွန်းသွားခဲ့ပါတယ်။၃နှစ်အတွင်းမှာပဲအဖိုးချန်ထားခဲ့တဲ့မြေဩဇာကောင်းတဲ့လယ်မြေတွေအကုန်ရောင်းစားရစုဆောင်းတွေအကုန်ပြောင်းအိမ်ဟောင်းကြီးကိုပါပေါင်နှံလိုက်ရပြီးနောက်ဆုံးဘာမှမကျန်တဲ့ဘဝကိုရောက်သွားခဲ့တာပေါ့။တနေ့မှာတော့လင်းဟူစီကိုအကျွေးရှင်လူမိုက်တွေရောက်လာပြီးလောင်ကစားအကျွေးရွမ်း9000ကို3ရက်အတွင်းအကျေဆက်ဖို့မဆက်နိုင်ရင်လင်းဟူရဲ့ခြေထောက်ကိုပါရိုက်ချိုးပစ်မယ်လို့ရိုက်နှက်ချင်းချောက်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအမေလောက်သူရဲ့ခေါင်းထဲမှာအခုအချိန်မှာဘီလီယံနာတစ်သေးကြီးဖြစ်နေပြီဖြစ်တဲ့လင်းရွံစီသွားပြီးအကူအညီတောင်းမှုအကြံပေါ်လာပါတယ်။လင်းဟူရဲ့လောင်ကစားကျွေးရွမ်း9000ကိုဆက်ဖို့အတွက်ဒုတိယဦးလေးလင်းတက်ချိုင်တို့မိသားစုဟာလင်းရွံရဲ့ခြံဝန်းကြီးရှိကိုမျက်နှာပြောင်တိုက်စွာရောက်ရှိလာကြပါတယ်။အဖွားဖြစ်သူကလင်းရွံကိုမြင်မြင်ချင်းပဲမြင်းလေးကိုအရန်လွမ်းနေခဲ့တာပါဆိုပြီးအတူရောင်မျက်ရည်တွေနဲ့ဟန်ဆောင်မန်ဆောင်ကိုယိုပြပါတော့တယ်။ဒါပေမဲ့လင်းရွံကတော့မိသားစုအဆွတ်တွေဖျက်တောက်ခြင်းစာချုပ်ကိုလက်မှတ်ထိုးထားပြီးဖြစ်လို့တွေးသားတော်ဆက်တဲ့ဆိုတဲ့စကားကိုထပ်မပြောဖို့ပြပြတသားတတိပေးလိုက်ပါတယ်။အဲ့ဒီအခါဒုတိယအထော်ကရုတ်တရက်ဒူးထောက်ချလိုက်ပြီးသူမရဲ့သားဖြစ်သူလင်းဟူကိုမကယ်ရင်သူတို့မိသားစုတရားပါတော့မယ်လို့အော်ဟစ်ငိုယိုတောင်းပန်ပါတယ်။ဒါပေမဲ့လင်းရွံရဲ့နှလုံးသားကတော့ကြောက်တုံးတုံးလို့မှားကြောနေခဲ့ပါပြီ။သူကတင်ငိမ့်တဲ့လေတံနဲ့မိဘတွေဆုံးပါသွားပြီးနောက်အဖိုးကိုဒုတိယတည်းပြုစုနေချိန်ဘသူမှလှည့်မကြည့်ခဲ့ပဲသူ့ကိုအိမ်မော်ကနေမောင်းထုတ်ချိန်မှာလဲဘသူကမှသွေးသားဆိုတာထည့်မတွေးခဲ့ဘူးလို့ရှင်းပြပါတယ်။လင်းဟူရဲ့လောင်ကစားကျွေးဟာသူ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်လို့သူကိုယ်တိုင်တာဝန်ယူရမှာဖြစ်ပြီးလင်းရွံအနေနဲ့ဝင်ဆက်သေးစရာအကြောင်းလုံးဝမရှိဘူးလို့ပြောလိုက်ပါတယ်။ဒီစကားတွေကြားလိုက်ရတဲ့အခါမှာဒုတိယဦးလေးမိသားစုရဲ့ဟန်ဆောင်မျက်နှာဖုံးတွေကွာကျသွားပြီးလင်းရွံကိုရက်ဆက်တဲ့ကောင်းဆိုပြီးဒေါသကြီးကျိန်ဆဲကပြန်လှည့်သွားကြပါတယ်။သူတို့ဒီလောက်နဲ့တော့လက်မလျှော့ခဲ့ကြပါဘူး။နောက်တနေ့မှာပဲသူတို့ဟာရွာသားတွေကိုစုယုံခေါ်လာတဲ့အပြင်ရုပ်တံလိုင်းကသတင်းနောက်တယောက်ကိုပါငွေပေးပြီးခေါ်လာခဲ့ပါတယ်။လင်းရွံရဲ့အိမ်ရှိမှာစာတန်းတွေချိန်အတန်ချက်ဆက်တွေနဲ့အော်ဟစ်ပြီးလင်းရွံဟာချမ်းသာလာပြီးနောက်အဖွားရင်းနဲ့ညီအကိုကိုတောင်တိတ်အောင်ပစ်ထားတဲ့ကျေးဇူးကန်းတဲ့သူဆိုပြီးသတင်းမတွေလွှင့်ကြပါတော့တယ်။ဒုတိယဦးလေးကလင်းရွံကိုရွှန်9သိန်းတိပေးရင်ပေးမပေးရင်သတင်းစာတွေ TV တွေကနေတစင်နာမည်ဖြစ်ဖြစ်မယ်ဆိုပြီးချိန်ချောက်ဝင်ညစ်ပါတော့တယ်။ဒါပေမဲ့လင်းရွံကနည်းနည်းလေးမှတုံးလို့မသွားပဲသတင်းတောင်းနဲ့ရွာသားတွေရှေ့မှာမိသားစုဆက်သွယ်ဖျက်တောက်ခြင်းစာချုပ်ကိုထုတ်ပြလိုက်ပါတယ်။ပြီးတော့မိုးတက်ထန်နေတဲ့ညမှာသူ့ကိုအိမ်မော်ကနေအဝတ်တထည်ကိုတစ်ခုနဲ့မောင်းထုတ်ခဲ့တဲ့အကြောင်းတွေကိုအသေးစိတ်ရှင်းပြလိုက်တဲ့အခါမှာတော့အမှန်တရားကိုသိသွားတဲ့ရွာသားတွေဟာဒုတိယဦးလေးမိသားစုကိုအရှက်မရှိတဲ့လူယုံမာတွေဆိုပြီးဝိုင်းဝန်းဆဲဆိုရှုံချကြပါတော့တယ်။ဒီလိုနဲ့အကျွေးဆက်ရမယ်နောက်ဆုံးရက်ရောက်လာတဲ့အခါမှာတော့အကျွေးရှင်လူမိုက်တွေဟာလင်းဟူရဲ့လက်ချောင်းတွေကိုခုတ်ဖြတ်ဖို့ပြင်ဆင်ကြပါတယ်။တားဖြစ်သူရဲ့အသက်အန္တရာယ်ကိုကယ်တင်မှုအတွက်ဒုတိယဦးလေးဟာသူတို့ရဲ့နောက်ဆုံးလက်ကျန်ပိုင်ဆိုင်မှုဖြစ်တဲ့အဖိုးတစ်သက်လုံးချွေးနှဲစာနဲ့စုဆောင်းခဲ့တဲ့ရေသွင်းဆိုင်ပြုလို့ရတဲ့မြေဩဇာအကောင်းဆုံးလယ်မြေ10ဧကကိုမျက်ရည်ဇက်လက်နဲ့ထိုးရောက်လိုက်ရပါတော့တယ်။
အဝေးတနေရာကနေဒီမြင်ကွင်းကိုကြည့်နေတဲ့လင်းရံရဲ့ရင်ထဲမှာတော့အဖိုးရဲ့တသက်တာကျိုးပဲမှုတွေဒီလိုမျိုးလောင်းကစားအကျွေးအတွက်ပြချတော့ရတာကိုတွေ့ပြီးနာကျင်နေခဲ့ရတာပေါ့ဒါပေမဲ့လင်းရံဟာအရေးတဲကနေလှုပ်ရှားနေခဲ့တာပါသူကနိုင်ငံခြားကြားကုမ္ပဏီတစ်ခုကိုဂျားကန်အသုံးပြုပြီးရှေ့နေမစ္စတာဂျိုးကတဆင်အဲ့ဒီလယ်မြေ10 ဧကလုံးကိုဈေးကွက်ပေါက်စီရဲ့80%နဲ့လှုပ်ဝက်စွာပြန်လည်ဝယ်ယူသိမ်းပိုက်လိုက်ပါတယ်အဲ့ဒီနောက်လင်းရွံဟာအဖိုးရဲ့မြေပုံရှိကိုသွားပြီးအဖိုးရဲ့အဖိုးတန်မြေတွေကိုတကြိမ်လက်တည်းပါမတော့အောင်သူကိုယ်တိုင်ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်းဝမ်းသာလာရောက်ကြော့ခဲ့ပါတယ်အချိန်တွေထပ်မံကုန်လွန်လာတဲ့အခါမှာတော့လင်းတက်ချိုင်တို့မိသားစုဟာအကျွေးတွေပိုတင်လာပြီးအိမ်လာကမပေးနိုင်လို့အိမ်ငါဘွားကနေပါထပ်မံနှိမ်ချခံလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲလင်းရွံနဲ့မူးဟုံရန်တို့ရဲ့ကုမ္ပဏီဟာဈေးကွက်တန်မိုးယွမ်ဘီလီယံတန်း100ကိုရောက်ရှိသွားပြီးနိုင်ငံတကာစီးပွားရေးအင်ပါယာကြီးတစ်ခုအဖြစ်ကိုရောက်ရှိသွားခဲ့ပါပြီ။ဒါပေမဲ့အရာအားလုံးပြည့်စုံနေချိန်မှာပဲဘဝပြက်ပြီးစိတ်လုံနေတဲ့လင်းဟူဟာကိုမာဖုံးတွေတက်ဆင်းပြီးကုမ္ပဏီရုံးချုပ်ကြီးရဲ့ကိုဝင်ရောက်ကျူးကျော်လာကလင်းရံကိုတစားကန်လုပ်ဖို့စ조사ပါတော့တယ်။သူကယွမ်10 တန်းလက်ငင်းမပေးခင်အားလုံးကိုဖောက်ခွဲပစ်မယ်လို့ယူသွတ်စွာချိန်ချောက်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအနောက်ကပြေးလိုက်လာတဲ့လင်းဟူရဲ့မိဘတွေနဲ့အဖွားဖြစ်သူတို့ကချမ်းမြေမှာဒူးထောက်ငိုယိုပြီးလင်းဟူကိုလက်လျှော့ဖို့တောင်းပန်ကြပါတယ်။အဖွားဖြစ်သူကမျက်ရည်တွေပေါက်ကြရင်အဖွားမှားသွားပါတယ်။မျက်စိကငယ်လို့မြင်းလေးကိုအိမ်မောကနှင်ချခဲ့မိတာပါဆိုပြီးနောင်နာတရားတွေတပွေးတပိုင်းနဲ့ငိုကြွေးတောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့စိတ်ဖောက်ပြန်နေတဲ့လင်းဟူကခလုတ်ကိုနှိပ်ဖို့စ조사လိုက်ချိန်မှာပဲလင်းရံရဲ့လုံခြုံရေးအဆောင်တွေကအချိန်မီဝင်ရောက်လုံးထိဖမ်းဆီးလိုက်နိုင်ပြီးဘုံကိုလည်းအနေနဲ့ကင်းစွာဖြုတ်ချနိုင်ခဲ့ပါတယ်။အဖြစ်အပျက်တွေအားလုံးပြီးဆုံးသွားတဲ့အချိန်မှာအထက်တန်းစားတရေကြီးတွေအရာရှိကြီးတွေကလင်းရွံကိုလာရောက်ဖေးမခါရပြုနေတာကိုတွေ့လိုက်ရတဲ့အခါဒုတိယအိုလေးနဲ့အဖွားဖြစ်သူတို့ဟာသူတို့နှင်ချခဲ့တဲ့မြေးလေးဟာအခုချိန်မှာဘလောက်တောင်ကြီးကျယ်ခမ်းနားတဲ့နေရာရောက်နေပြီလဲဆိုတာကိုနားလည်သွားပြီးသူတို့ရဲ့အတိတ်ကမိုင်မဲမှုတွေအတွက်ရင်ခွဲမတွက်နောင်နာရနေကြပါတော့တယ်။အရာအားလုံးအေးချမ်းသွားတဲ့တနေ့မှာတော့လင်းရွံဟာဇနီးဖြစ်သူရှောင်းတို့ကျေးဇူးရှိဦးလေးဝမ်တို့နဲ့အတူအဖိုးရဲ့မြေပုံရှိကိုထပ်မံရောက်ရှိလာခဲ့ပါတယ်။လင်းရွံဟာသူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ရေရင်းတွေကရှေဒနာတွေကလက်စွပ်တစ်ခွင်းကိုအဖိုးရဲ့ဂူရှိမှာမြုပ်နှံလိုက်ပါတယ်။သူကအဖိုးရဲ့အမွေနှစ်တွေကိုမပြောက်ပြတ်အောင်ကာကွယ်နိုင်ခဲ့ရုံသာမကလင်းမိသားစုရဲ့ဂုဏ်သိက္ခာကိုပါထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်းပြောပြခဲ့တယ်။ပြီးတော့ဦးလေးဝမ်ကိုလှည့်ကြည့်ပြီးသူ့အခက်ခဲဆုံးဖြစ်တဲ့အချိန်မှာယုံကြည်ပြီးကူညီပေးခဲ့လို့ကျေးဇူးတင်ကြောင်းနဲ့ရှာရိုမွေးလာမဲ့ကလေးလေးကိုခေါင်းကင်ဖခင်အနေနဲ့အတိမတ်ပြုပေးဖို့လှည့်လဲတောင်းဆိုလိုက်ပါတယ်။လင်းရံကအဖိုးကိုရည်စူးပြီးသူတိဆောက်ခဲ့တဲ့ခိုင်မာတဲ့အုတ်မြစ်ကြီးဖြစ်လာပါတော့မယ်လို့ကတိပြုလိုက်ပါတယ်။ဇက်လိုင်းရဲ့နောက်ဆုံးညီကုန်းချုပ်လေးကတော့တကယ်ကိုရင်းနှီးစရာကောင်းသလိုစိတ်ခွန်အားတွေလည်းအပြေအဝပေးစွမ်းနိုင်ခဲ့ပါတယ်။လင်းရံဟာသူ့ပြန်ရွယ်ယူထားခဲ့တဲ့အဖိုးရဲ့လယ်မြေ10 ဧကပေါ်မှာခင်မီကြီးကျယ်လှတဲ့ Hope Primary School မျှော်လင့်ချက်မူလတန်းကျောင်းကြီးကိုတည်ဆောက်လှူဒါန်းခဲ့ပါတယ်။ကျောင်းဝင်ဝန်းနေမှာလင်းရွံကကျောင်းသားကလေးတွေကိုကြည့်ရင်ပုံမြင်လေးတွေကိုပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီနေရာနဲ့မဝေးတဲ့ရွာလေးတစ်ရွာမှာမိုးသက်ထန်နေတဲ့ညတညကအိမ်မော်ကနေအဝတ်တတဲကိုတစ်ခုနဲ့မောင်းထုတ်ခံလိုက်ရတဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်။သူ့မှာဆွေမျိုးတွေဆွေးမြထားခဲ့တဲ့ရေရင်းပြက်ကြီးတစ်ခုကလွယ်ပြီးဘာမှမရှိခဲ့ဘူး။ဒါပေမဲ့အဲ့ဒီကောင်လေးဟာအဲ့ဒီရေရင်းပြက်ကြီးကနေစတင်ပြီးစ조사ရုံးကန်ခဲ့ရကအခုဆိုရင်တန်မိုးယွမ်ဘီလီယံ100တန်တဲ့ကုမ္ပဏီကြီးတစ်ခုကိုတည်ထောင်နိုင်ခဲ့ပြီ။အခုအဲ့ဒီကောင်လေးကသူ့အဖိုးရဲ့မြေပေါ်မှာဒီစာတင်ကျောင်းကြီးကိုတည်ဆောက်ပေးခဲ့တယ်။ဘာလို့လဲဆိုတော့သားတော်သမီးတို့ရဲ့ဘဝအစားဟာသူများတွေပြပောက်လိုက်တဲ့ရေရင်းပြက်ကြီးကနေစတင်ရတာမျိုးမဖြစ်စေချင်လို့ပဲ။သားတော်သမီးတို့ဒီလင်းထိန်နေတဲ့စာတင်ခန်းတွေအဆုံးမရှိတဲ့ပညာရက်တွေကနေစတင်ရမယ်။လင်းရွံရဲ့နောက်ဆုံးစကားလေးကတော့နားထောင်နေသူအားလုံးရဲ့ရှင်တွေကိုစူးနဲ့ဝင်ရောက်သွားခဲ့ပါတယ်။လူတချို့ကတင့်ကိုအတော့မကျဘူးဆိုပြီးရေရင်းပြက်ကြီးတကူလေးပြချလိုက်လိမ့်မယ်။ဒါပေမဲ့အဲ့ဒီရေရင်းပြက်ကြီးဟာကညမာကတင့်အတွက်ပေးထားတဲ့ရွှေရင်းကြီးဖြစ်နေတတ်တယ်ဆိုတာကိုသူတို့မသိကြဘူး။အဓိကတော့ချက်ကတော့မှောင်မိုက်နေတဲ့ခြေနေတွေကိုရင်ဆိုင်ရတဲ့တတိအလင်းရောင်စာနာလေးကိုရှာဖွေတွေ့ရှိနိုင်တဲ့ဉာဏ်ပညာနဲ့အဲ့ဒီအလင်းရောင်လေးကိုတောက်ပါတဲ့ဘဝအလင်းရောင်ဖြစ်ပြောင်းလဲနိုင်တဲ့ဇွဲလုံးလှတွေသိစီမှာရှိနေဖို့ပါပဲဒီစကားလေးနဲ့အတူလင်းရွံဆိုတဲ့ရွှေတူးသမားလေးရဲ့ဘဝခရီးချမ်းဇလန်းလေးဟာအခက်အခဲတွေကိုရင်ဆိုင်နေရသူတိုင်းအတွက်မီးရှူးတစ်စောင်တစ်ခုလိုတောက်ပစွာလင်းနဲ့စွာဖြင့်အောင်မြင်စွာညီကုန်းချုပ်သွားခဲ့ပါတော့တဲ့ကွယ်